နောက်မဲ့မင်္ဂလာပါဒီဘက်ကတော့ရေပြောတတ်ထုသို့မဟုတ်ဗဒါအကြောင်းဖြစ်ပါတယ်ဗဒါခေါ်တဲ့မာဂျူရီကိုလူသားတွေကရှေးပွေတီတွေကအသုံးပြုခဲ့တဲ့ထူးခြားတဲ့တက်စင်တစ်ခုဖြစ်ပါတယ်ရှေးနှစ်ပေါင်းများစွာတွေကအော်တလို့စာနဲ့သုံးပြုကြတဲ့တတ်ထုတစ်မျိုးဖြစ်ပါတယ်တတ်ထုလို့ဆိုတော့လေအခန်းပူချိန်မှာအရေးချနေနဲ့တရှိနေနိုင်ပါတယ်အလွန်မြင့်တဲ့ဒေသစာလည်းရှိတမိုင်းကြောင်းအရာဆိုရင်တော့ရှေးဟောအီဂျစ်တင်ញိုင်းတွေမှာဆိုရင် BC 1500ခန့်တွေကတွေ့ရှိခဲ့တာဖြစ်ပါတယ်ရှေးခေတ်လူများဗရာကိုရေပျော်နေသောမူကြီး liquid sleeper လို့ခေါ်ခဲ့ကြပါတယ်ဒီဘာသာစကားနဲ့ hydra jason လို့ခေါ်ပြီးတော့အဓိပ္ပာယ်အရဆိုရင်ရေပေါင်းငွေလို့အဓိပ္ပာယ်ရပါတယ်ဓာတုသင်္ကေတမှာ Hg ဖြစ်ပါတယ်အလက်ခေအခိယဆရာများကဗရာကိုပထမဆုံးတတ်ထုလို့ယူခဲ့ကြပါတယ်အခြားတတ်ထုတွေကိုရှေ့ဖြစ်အောင်ပြောင်းလဲနိုင်တဲ့အဓိကခြေခံပစ္စည်းတွေအသုံးပြုခဲ့ကြပါတရုတ်ပြည်ရဲ့ဧကတစ်ပါးဖြစ်တဲ့ကွင်းရှင်ဟင်းကထာဝရတတ်ထုထာဝရအသက်ရှိအောင်ဗရာလိုမျိုးစားသုံးခဲ့လို့ဆိုပါတယ်ဗရာအခြားတတ်ထုများနဲ့မတူဘဲထူးခြားတဲ့ရုပ်ပိုင်းဆိုင်ရာတွေရှိပါတယ်တမန်အခန်းပူချိန်မှာအရေးချနေပြည့်ဒီရှိနေတဲ့တစ်ခုဒီသောတတ်ထုဖြစ်ပါတယ်အယောင်မောင်းဝေပြီးအောင်ရှိပါတယ်သိသီးစများတဲ့အတွက်လေးလံတဲ့တတ်ထုလို့ဆိုရပါမယ်ရေထက်73.6ဆခါလေးပါတယ်ဗရာရဲ့အတန်နံပါတ်ဟာ80ဖြစ်ပါတယ်တန်လုံးတုံးဟာဗရာထည့်ထားတဲ့ခွက်ထဲမှာပေါ်လို့ပေါ်နိုင်တဲ့အနေအထားဖြစ်ပါတယ်ဘူးချိန်ကြောင်းလွယ်ကူညီညာစွာကျုပ်ငင်းပွားခြင်းဖြစ်ပေါ်နိုင်ပါတယ်ဗရာဟာရွှေငွေတို့စားတဲ့တထုတွေနဲ့ပေါင်းဆက်ပြောင်းဝင်နိုင်စွမ်းရှိပါတယ်ဒီလိုပေါင်းဆက်ပြောင်းဝင်နိုင်ခြင်းကိုအမာခံလို့ခေါ်ပါတယ်ဒါကြောင့်ရွှေတထုပြောတတ်ရှာဖွေကြတဲ့ရွှေတူဖွေသမားတွေကရွှေဖမ်းမှုဗရာကိုသုံးကြပါတယ်ဒါပေမဲ့တန်နဲ့ပေါင်းဆက်ပြောင်းဝင်ခြင်းမရှိပါဘူးသို့တော်လည်းဗရာဟာလူသားတွေအတွက်အောက်ကျောစနစ်ကိုပျက်စီးစေနိုင်တဲ့ပြင်းထန်တဲ့အစိတ်တောက်ဖြစ်နေပါတယ်ဗရာကိုတဘာဝမှာတန့်စင်တဲ့တထုအနေနဲ့တွေ့ရခဲ့ပါတယ်ဒီကအပြင်သူ့ရဲ့တထုရိုင်းကတော့စနစ်ပါခေါ်တဲ့မာဂျူရီစာပိုက်ဗရာစာပိုက်ဖြစ်ပါတယ်ဗရာစာပိုက်မှာထုတ်ရတာဖြစ်ပါတယ်ဓာတုဖွဲ့စည်းပုံများ HGS မာဂျူရီစာပိုက်ဖြစ်ပါတယ်ဒီစနစ်ပါခေါ်ဗရာစာပိုက်ရဆိုရင်အပူချိန်နဲ့ရေဘူးပြူတထုတိုက်တွေရေဘူးပြူတထုတိုက်ဟိုက်ဒရိုသမ်မဲဒီပိုဇစ်တွေမှာတွေ့ရရှိပါတယ်လေကြကြောက်တွေနဲ့ဆက်ဆက်ပြီးတော့ရှေး live zone တွေထဲမှာလည်းတွေ့နိုင်ပါတယ်တခါတည်းရန်နေအောင်စနစ်ပါ meta စနစ်ပါကိုစနစ်ပါအနေနဲ့လည်းတွေ့နိုင်ပါတယ်ဗရာစာဖိုင်အနေနဲ့တွေ့ရတာဖြစ်ပြီးတော့ပြည့်ရွေအကွဲချောင်းတွေမှာအကျော်အနေနဲ့လည်းတည်ရှိပါတယ်မိတော်ဝင်ကျင်နဲ့ဆက်ဆက်နေတဲ့ရေဘူးဆန်းတွေမှာလည်းတွေ့နိုင်ပါတယ်စနစ်ပါကိုဗရာစာဖိုင်ရဆိုရင်အနီအောင်ခန်းအောင်ရှိပါတယ်မာဂျူရီပါဝင်နှုန်းကတော့80ရာခိုင်နှုန်းလောက်ရှိပါတယ်တကယ်တော့ဗရာထုတ်နေတဲ့တထုရိုင်းများစွာရှိပါတယ်ထုတ်ယူခြင်းကတော့စင်ဘာတထုရိုင်းကိုကြိတ်ခွဲပြီးတော့အပူပေးပေါင်းခံပြီးပြင်ထုတ်လို့ကြတာဖြစ်ပါတယ်ဒါဟာအစိတ်ပြင်းတဲ့လေးလံတဲ့တထုလို့ဆိုရပြီမဲ့တဘာပုံချင်းလူကျမ်းမာရေးတဲ့အန်တင်များတဲ့တထုဖြစ်ပါတယ်တထုထုတ်လို့တဲ့ခါမှာတဘာပုံချင်းနဲ့ထိကိုက်မှုနည်းအောင်တိမ့်သိမ့်ရန်အလွန်ရေးကြီးပါတယ်ဗရာကိုရှေးရင်ကအလှပဆိုင်ရာအယောင်ချေစူးစီးဖြစ်နေသုံးမိကြသလိုရိုးတဲ့အနီများပြုလို့ရမှာ၎င်းစေဝါအဖြစ်၎င်းသုံးမိကြပါတယ်ဗရာကိုနေပဲဆိုမှသုံးမိကြတော့လေအစိတ်တောက်ဖြစ်စေတဲ့အတွက်ယခုကကန့်သက်ချက်တွေရှိလာပါတယ်ဒီဗရာကိုတိုင်းတာရေးကိရိယာတွေဖြစ်တဲ့သာမိုမီတာဘာရိုမီတာတွေမှာသုံးမိကြပါတယ်ရွှေတူပေါ်တဲ့အခါမှာရွှေမုံတွေကိုတဲမုံကြောက်စတွေနဲ့ခွဲထုတ်ရမှာလည်းသုံးမိကြပါတယ်လက်စစ်လုပ်ငန်းတွေမှာဆိုရင်လက်စစ်မီခလုတ်လက်စစ်မီချောင်းနဲ့ဘယ်ဒီချို့တွေမှာထည့်သွင်းသုံးကြပါတယ်စိတ်ပညာနယ်ပယ်မှာသွားပေါက်ဖာယာမှာသူ့ငွေကဲတတ်ထုများနဲ့ရောဆက်သုံးပြီးလေးရှိပါတယ်ဗရာလူသားတွေပေါ်တက်ရောက်နိုင်တဲ့စူးကျိုးတွေကိုဆက်လက်ပေါ်ပြရမယ်ဆိုရင်ဗရာခေါ်မှယူရတဘာပေါင်းခြင်းတွေကိုရောက်ရှိသွားပါကပစ္စည်းပြောက်ကွယ်သွားခြင်းမရှိဘဲနဲ့သက်စိခန္ဓာကိုယ်တွေမှာစုပုံလာတတ်ပါတယ်ဗရာငွေကိုရှူချိုက်မိခြင်းဗရာပါဝင်တဲ့အစားတောက်တွေအစားအစာများအထူးသဖြင့်ငါးကိုစားသုံးမိခြင်းတို့အပြင်ရေပြားမှတစ်ဆင့်ထိတွေ့ပါကလည်းအစိတ်သိစေပါတယ်။ဩ
ုံနဲ့အာရုံကြောင့်စနစ်ကိုတိုက်ရိုက်ထိခိုက်စေနိုင်တယ်လို့တခြားလက္ခဏာတွေကတော့လက်တုံခြင်းမှန်ညံချိုးရင်းခြင်းအိမ်မပြောတတ်ခြင်းစိတ်ဓာတ်ကြဆင်းခြင်းလို့ဖြစ်ပေါ်စေပါတယ်။ကိုယ်ဆောင်တဲ့ကလေးငယ်များတွေလည်းပြင်းထန်စွာထိခိုက်တတ်ပါတယ်။ဒါအပြင်ဗရာစိတ်သစ်မှုတွေကြောင့်ကြောက်ကပစ္စည်းခြင်းဆိုးရောင်ခြင်းနဲ့အစာချေစနစ်ပြဿနာများစတာတွေဖြစ်ပေါ်တတ်ပါတယ်။ဗရာစိတ်သစ်မှုကြောင့်ကြက်သားအားနည်းခြင်းနဲ့အမြင်အာရုံကြောများအားနည်းလာခြင်းတို့ဖြစ်ပေါ်လာစေနိုင်ပါတယ်။စနစ်တကျဆွတ်ပစ်ခြင်းမရှိပါဂေယစနစ်တစ်ခုလုံးကိုဝင်ဆက်လိုက်ပစ္စည်းတည်ပါတယ်။ဘာမှာဗရာတိကထုတ်လုပ်တဲ့နိုင်ငံတွေကတော့စပိန်နိုင်ငံဖြစ်ပြီးတော့ကမ္ဘာအကြီးဆုံးနဲ့တက်တန်းရှည်ကြဆုံးဗရာမိုင်းလည်းရှိပါတယ်။တရုတ်နိုင်ငံကတော့လက်ရှိကမ္ဘာမှာဗရာအများဆုံးထုတ်လုပ်သူဖြစ်ပါတယ်။အခြားနိုင်ငံတွေကတော့အီတလီ၊ကာဂျစ်စတန်၊အယ်ဂျီးယားနဲ့မက္ကဆီကိုနိုင်ငံတို့ဖြစ်ပါတယ်။ကြည့်ရှုသူမိတ်ဆွေပေါင်းရှင်လန်းချမ်းမြေ့ကြပါစေ။